Bring the best by ခေမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ marketing branding advertising selling ဆိုတာဘာလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ် business body language နဲ့ရှင်းပြီးပြောပြရမယ်ဆိုလို့ရှိရင် marketing equal to brain ဈေးကွက်ရှာဖွေခြင်းဆိုတာအုံနောက်နဲ့တူပါတယ်လူတွေကိုရောင်းဖို့စီမံချက်ချတာတွေအချက်လက်စုဆောင်းခြင်းနဲ့မဟာဗျူဟာချမှတ်ခြင်းတွေဖြစ်ပါတယ် branding equal to heart အမှတ်တစိတ်ဆိုတာကနှလုံးသားနဲ့တူပါတယ်အမှတ်တစိတ်အပေါ်မှာလူတွေရဲ့စိတ်ခံစားမှုတန်ဖိုးတွေနဲ့ပုံရိပ်တွေကိုဖော်ဆောင်ပေးတာဖြစ်ပါတယ် advertising equal to bit marks ကြော်ညာခြင်းကစက်ကြီးနဲ့တူပါတယ်သင်ရဲ့သတင်းစကားကိုလူအများထံကိုလွယ်လွယ်ကြားနိုင်အောင်တိုက်ရိုက်ပြသခြင်းဖြစ်ပါတယ် selling equal to hands ရောင်းချခြင်းကတော့လက်နဲ့တူပါတယ်အရောင်းကိုအဆုံးသတ်ပြီးစီးပွားရေးကိုအောင်မြင်အောင်လက်တွေ့လှုပ်ဆောင်ခြင်းဖြစ်ပါတယ်။မမိလွယ်အောင်ပြန်ပြောပြရမယ်ဆိုရင်ဈေးကွက်ရှာဖွေခြင်းကအုံနောက်ဖြစ်ပြီးအမှတ်တစိတ်ကနှလုံးသားဖြစ်ပါတယ်။ကြော်ညာခြင်းကတော့အစကြီးနဲ့တူပြီးရောင်းချခြင်းကတော့အလက်ဖြစ်ပါတယ်။ကဲသင်ရောသူနဲ့တူလဲဆိုတာကို comment မှာရေးပေးခဲ့ကြပါဦး။ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် Bring the best by ကို like and follow လုပ်ထားဖို့မမေ့ကြနဲ့နော်။ကြည့်ရှုပေးတဲ့တူတယောက်ချင်းစီကို Bring the best by မှာ2ပဲကျေးဇူးတင်ရှိပါတယ်ရှင်။